မိုးဆက်များကြားကဂတိစကားရန်ကုန်မြို့ရဲ့မိုးအေးညနေခင်းတစ်ခုမှာတရိပ်ဆိုတဲ့ကော်ဖီဆိုင်လေးထဲမှာမင်းတန်းတယောက်တည်းထိုင်နေမိတယ်သူရှိကကော်ဖီကတ်ကတော့အငွေ့တွေမထွက်တော့ပဲအေးဆက်လို့နေပြီသူစောင့်နေတာမဟုတ်ပါဘူးသူလွမ်းနေတာပါလွန်ခဲ့တဲ့9နှစ်ကဒီလိုမိုးရွာတဲ့နေ့မျိုးမှာပဲသူနဲ့နှင်းနွယ်တို့နောက်ဆုံးတွေ့ခဲ့ကြတာပါမင်းတန်းနဲ့နှင်းနွယ်တို့ဟာတက္ကသိုလ်ကျောင်းတော်ကြီးရဲ့တစ်ပုတ်ပင်အောက်မှာစတင်တွေ့ဆုံခဲ့ကြတာပါမင်းတန်းကပကြီးဆွဲရတာကိုဝါသနာပါပြီးနှင်းနွယ်ကတော့စာဖတ်ရတာကိုမျက်နှိုးတဲ့မိန်းကလေးပါမင်းတန်းငါ့ကိုပကြီးဆွဲပြီးရင်လှလှလေးဆွဲပြီးနော်လို့နှင်းနွယ်ကအမြဲစားနောက်တက်တယ်မင်းတန်းကတော့သူမကိုပြုံးကြည့်ရင်မင်းကပကြီးကားတက်ပုံလာနေတာငါစုပ်ချက်တွေကလိုက်မမီမှာစိုးတယ်လို့ပြန်ပြောလေးရှိတယ်သူတို့ရဲ့အချစ်ကရိုးရှင်းပေမဲ့ခိုင်မြဲပါတယ်ဒါပေမဲ့ကံကြမ္မာကသူတို့ကိုစမ်းသပ်ခဲ့တယ်နှင်းနွယ်ရဲ့မိဘတွေကနိုင်ငံခြားမှာအခြေချဖို့ဆုံးဖြတ်လိုက်တဲ့အခါသူတို့နှစ်ဦးလမ်းခွဲခဲ့ကြတယ်ငါတို့9နှစ်ပြည့်တဲ့နေ့အခုလိုမိုးရွာတဲ့ညနေခင်းမျိုးမှာတရိပ်ဆိုင်လေးမှာပြန်ဆောင်ကြမယ်နော်လို့နှင်းနွယ်ကလေစိတ်မှာနှုတ်ဆက်ရင်ဂရိပြီးခဲ့ဘူးတယ်9နှစ်ဆိုတဲ့အချိန်အတိုင်းတာကနေတာမဟုတ်ဘူးမင်းသားအတွက်တော့တရက်ချင်းစီဟာနှင်းနွယ်စီကပေးပို့တဲ့အီးမေးလ်တွေဖုန်းဆက်တဲ့အတန်လေးတွေကိုအားကိုးပြီးဖြတ်တန်းခဲ့ရတာပါဒါပေမဲ့နောက်ပိုင်းမှာအဆက်အသွယ်တွေတဖြည်းဖြည်းကျဲသွားပြီးနောက်ဆုံးမှာတော့လုံးဝပြတ်တောက်သွားခဲ့ပါတယ်မင်းသားနိုင်ကိုကြည့်လိုက်တယ်ညနေ6 နာရီထိုးပြီးဆိုင်အပြင်ဘက်မှာမိုးကပိုသေးလာတယ်သူတက်ပြင်းတစ်ချက်ချပြီးဆိုင်ပြင်ကိုထွက်ဖို့ပြင်လိုက်ပါတယ်သူမလာတော့ဘူးထင်တယ်သူမမေ့သွားပြီလားဆိုတဲ့အတွေ့ကသူ့နှလုံးသားကိုဓာတ်နဲ့မွန်းသလိုနာကျင်စေတယ်သူဆိုင်တကားကိုတွန်းဖွင့်ပြီးအပြင်ထွက်လိုက်တဲ့အချိန်ဆိုင်ရှိမှဒီအနက်ရောင်တစ်ချောင်းကိုစောင်းပြီးရက်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတယ်သူမရဲ့ဝတ်စုံကမိုးရေကြောင့်အနှဲငယ်ဆွတ်ဆွတ်နေပေမဲ့သူမရဲ့မျက်လုံးတွေကတော့လွန်ခဲ့တဲ့9နှစ်ကအတိုင်းကြည်လင်နေတုန်းပါပဲစောင့်နေတာကြာပြီလားမင်းတန်းသူမရဲ့အတန်လေးကတိုးညင်းပေမဲ့မင်းတန်းအတွက်တော့ကဘာပေါ်မှာအသာအရာဆုံးဂီတတန်ပါပဲမင်းတန်းဘာမှမပြောနိုင်ပဲသူမကိုစိုက်ကြည့်နေမိတယ်နှင်းနွယ်ရဲ့မျက်ဝန်းထဲမှာမျက်ရည်တွေဝဲနေတာကိုသူမြင်လိုက်ရတယ်ငါလင်းရင်နောက်ကျသွားလို့ပြီးတော့လင်းစိတ်မှားသွားမလားလို့စိုးရိမ်နေတာလို့သူမကရှိတ်တန်လေးနဲ့ပြောရှာတယ်မင်းတန်းကသူမနာကိုတိုးသွားပြီးသူမရဲ့လက်ကလေးကိုတင်းဆုပ်ကင်လိုက်ပါတယ်ဘလောက်ပဲကြမင်းလာမယ်ဆိုတာငါယုံကြည်နေခဲ့တာပါနှင်းရဲ့မိုးဆက်တွေကြားမှာငါတို့နှစ်ယောက်ကတယောက်ကိုတယောက်ပြုံးကြည့်နေမိတယ်ကဘာကြီးကခဏတာရက်တန်းသားသလိုပါပဲအချိန်တွေအကွာဝေးတွေကသူတို့ရဲ့အချစ်ကိုမပြည့်စည်နိုင်ခဲ့ပါဘူးအချစ်ဆိုတာတခါတလေစောက်ဆိုင်ရခြင်းဖြစ်ပြီးအဲ့ဒီစောက်ဆိုင်ရခြင်းရဲ့အဆုံးသတ်မှာစုံတွေ့ရခြင်းဟာအကြီးအမားဆုံးဆုလက်တစ်ခုပါပဲ